ကျွန်တော်အဲ့ရာကနေလန်နိုးလာဘာသာနဲ့တစ်ဖြက်ဟိုဘက်ခန်းကကျွန်တော်ငားနေတာကမြို့အထွက်မောင်းတန်ကိန်းအနောက်ကစိုက်ပျိုးရေးရုံအဟောင်းကြီးမှာပါဒီမျိုးကညိုရောင်နေပြီတစ်ချိန်ကတိုက်ပွဲတွေဖြစ်ပြီးဒီရုံအဟောင်းကြီးမှာနေတဲ့ဝန်ထမ်းမိသားစုလက်နဲ့ကြီးထိတေခဲ့ကြဘူးလေမြို့ကန်တွေပြောတာကြားဘူးလေနောက်တော့ပြစ်ခတ်ရဲစဲရေးတွေပါပြီးတဲ့အခါဝန်ထမ်းတွေကအဲ့ဒီနှက်ခမ်းတွေတက်သားရုံကြီးကိုဒီတိုင်းပစ်ထားပြီးခက်လန်းလန်းမြေကွက်မှာရုံးအစ်ဆောက်လိုက်ကြကျွန်တော်ဒီမြို့ကိုရောက်တော့ငားနေစရာအိမ်မရှိဘူးနောက်တော့လိုင်ကောကကျွန်တော်ဒီတယောက်ကစိုက်ပျိုးရေးအရာရှိကိုရွှေတီးနိုနဲ့မိတ်ဆက်ပြီးကိုရွှေတီးနိုကပဲတလ9000ဒီရုံကအဟောင်းကြီးအချင်းရင်းကန်းမှာကျွန်တော်ကိုနေခွင့်ပြုထားတာပါကျွန်တော်ခေါင်းရင်ဘက်အခန်းကိုတော့ပိတ်ထားပါတယ်တော့ခါတရံတော့ကိုရွှေတီးနိုတပည့်ဘဲဝင်ကောက်တဲ့အောင်ဆိုတဲ့ကောင်လေးကရင်းတန်ရင်လာအိတ်တက်တယ်သူမြန်ဖြစ်နေမလားဒါပေမဲ့ညာဦးပိုင်းကကျွန်တော်ပြန်လာတော့ဂိတ်ချီမှာသူနဲ့တိုးတာပဲသူကအပေါင်းအသင်းတွေနဲ့ယူဆိုမိုဆိုဘက်ကဂျူဘလီပွဲကိုတွားကြမှာတော့တေချာပြောသွားဂျူဘလီပွဲဆိုတာဒီဘက်ကကက်သလစ်ခရစ်ယာန်တွေလုပ်တဲ့ပွဲပေါ့ကျွန်တော်တို့အောက်ပြည်ကဖျားပွဲနဲ့ခက်ဆင်ဆင်တူပါတယ်ဖျားလာဝတ်ပြုသူရှိတယ်လို့ဈေးတန်းရှိကြီးတဲ့ခေါင်ရီတို့အရက်တို့လည်းရတယ်လို့တောက်ကြစားကြသူတွေလည်းရှိတန်ပူအားတို့ဂျင်းတို့ရွှေဘော်လုံးတို့ဂလောင်းကစားဝိုင်းချိတ်ပုံးတွေလည်းရှိဒေသခံချို့ဆိုညာလုံးပေါက်တောက်ပြီးခေါင်ဆိုင်ကဖျားပေါ်အိပ်ပျော်သွားမိုးလင်းမှာထပြန်တာမျိုးလည်းရှိအောင်မြန်အဲ့ဒီဘောကပြန်လာအိတ်လားဒါလည်းမဖြစ်နိုင်ဘူးယူဆိုမိုဆိုလန်းကတောလဲမောင်မဲနေတာညာကြီးတကောင်တော့ဒီလန်းအနေအထားကိုဒီကောင်ဆိုင်ကယ်မောင်းမပြန်ရဲတော့ဒါဆိုဘယ်ကအတန်တစ်ဖြက်ဟောအတန်ကကျွန်တော်လက်တော်တင်လာတဲ့ခုံမော်ကအဲ့ဒီခုံမော်မှာကျွန်တော်ကင်မရာဒါကင်မရာကလစ်ကိုတယောက်ကနှိပ်နေတယ်အတန်ကျွန်တော်ထားပြီးအခန်းမိကိုဖွင့်လိုက်တယ်ဘီဒီဝါကြင့်ကြံအောင်လင်းနေစိုးယုံပါပဲဒီဒေတာဟာရေရလျက်စစ်ထွက်လို့နာမည်ကြီးပေမဲ့မီးရတော့မကောင်းရှာကင်မရာကိုကျွန်တော်ဆွဲယူလိုက်ပါဝါကပွင့်ကင်မရာစခရင်ကိုဖွင့်ကြည့်လိုက်ဟာ15 ပုံလောက်ရိုက်ပြီးသားပုံလေအားလုံးကကျွန်တော်အခန်းမောင်ကိုရိုက်ထားတာပဲကင်မရာတွေကဒီလိုမျိုးအလိုလျောက်ရိုက်တယ်ကျွန်တော်မသိဘူးကျွန်တော်ညာအောက်ပိုင်းရင်ခွဲရုံကပြန်လာပြီးစိတ်လှုပ်ရှားတာတွေငြိမ်သွားအောင်ဝီစကီတောက်နေလကချမ်းတဲ့ကော်ရကားသီးကြုံနဲ့မြည်တယ်မူးသွားမှကင်မရာတွေကအလောင်းပုံတွေကိုလက်တော်တဲ့ပြောင်းအသိရှိတဲ့ CD အလွတ်ထဲဟူးထဲပြီးတော့ရက်ထက်တော့အတော်လေးမူးသွားပြီးမဟန်နိုင်တော့မှဘေးကအဲ့ရတဲ့ပြစ်လင်းအိပ်ပျော်သွားခဲ့ဒါဆိုမူးနေတော့ကင်မရာကိုမပိတ်မိပဲဂလုတ်တကူမြန်မှားနိုင်မိသလားဒါနဲ့ပဲလူတယောက်ရိုက်ထားတဲ့ပုံတွေကိုဖြတ်နေရင်အာငါလေးကွာအမောင်ပုံတွေကုန်သွားတော့အေးတီတာမျိုးရဲ့မျက်နှာတဲ့တဲ့ကိုရိုက်ထားတဲ့ပုံကြီးပေါ်လာတာကျွန်တော်ကြောတဲ့စိတ်ကနေနောက်တော့ဟောင်းလောင်းပွင့်နေတဲ့ရင်ဘက်ပြီးကောင်မလေးရင်သားတစ်ဖက်ကိုအနီးကရိုက်ထားမိတာပါလားငါဘာတွေရိုက်ခဲ့တာပါလဲအဆောင်အချိန်မလေးရှားဘရောက်ပင်အိုကြီးစီကတအားကြီးအတန်ကြားရဘုံကနေငှောက်ကြီးထပြန်သွားတယ်အတန်ကလည်းတက်ဆက်သေးအချိန်မဟုတ်အခါမဟုတ်ကွာကျွန်တော်စိတ်တွေခြောက်ချားလာညနေကရင်ခွဲရုံမှာရတဲ့ညီဆိုးဆိုအနံ့ကနှာခေါင်းလေးကိုရလာသလိုပဲခန်းဟာဖြစ်နေတဲ့အခန်းတကားကနေမြို့ထွက်မောင်းတန်ဂိတ်ကိုလှမ်းချီလိုက်မိမီးအောင်ပြတော့ရှိရဒါပေမဲ့တိတ်ဆိတ်နေအရင်ကဆိုညနေပိုင်းကနေမိုးလင်းပေါက်ထိတင်မောင်ခိုကားတွေဆင်းလာတယ်လို့ဂိတ်ဆောင်ရဲတွေကတညာလုံးမအိတ်တက်ကြလမ်းကြောင်းကြီးပေးကြသူတွေနဲ့တက်ကားသမားတွေစက်သားတွေရဲတွေတက်တော်ဝန်ထမ်းတွေငွေပေးငွေယူလောက်ကြတဲ့အတန်တွေကြားနေကြဒီညမှာထူးထူးခြားခြားတိတ်ဆိတ်နေတာရောကျွန်တော်လက်ကတောက်လက်စာကြံနေတဲ့ပလင်းနဲ့ဖန်ခွက်စီလှမ်းမိလိုက်အဲ့ရဘေးမှာအသိရှိတဲ့ရေတံဘူးတွေကရေနဲ့ရောပြီးမော့ချပြက်လိုက်လေချောင်းရင်ပဲတစ်ခုလုံးမှာပူဆင်းသွားကြောက်စိတ်တွေနဲ့ရော့သွားသလိုငါကင်မရာရဲ့ဒီကျသိတုံးတဲ့ပုံကြီးရှိနေလို့ငါစိတ်ကဒီလိုဖြစ်နေတယ်ကျွန်တော်ကင်မရာတွေကပုံကြီးအားလုံးကိုတစ်ခုချင်းထိုင်ဖြတ်နေမိတချမ်းကြီးနေတဲ့ဦးကောင်းခွင်ကနေမျက်နှာအရေးပြဟောင်းလောင်းပွင့်နေတဲ့ရင်ဘက်ဘေးနှစ်ဖက်စီမိုးမောင်ကျနေရင်သားတွေစီးကုန်မွေးညင်းနူးလို့ပြီးတော့တရေသားရှိတယ်ဆိုတဲ့တိုင်းနေရနောက်တော့ကြောက်ခုံမောကဝဲလေစလက်အလောင်းဘော်ဂျရီပါတဲ့နဲ့ရောင်ကိုတဲ့အင်ဂျင်တွေကျင်းပေါင်းပြီးအပြာပြီးဒါပြီးရင်ပုံလေးကုန်ပြီအေးတီလာမျိုးငင်ငါးစီကသွားကျွန်တော်ကင်မရာကိုတေချာပိတ်လိုက် CD လဲခုတ်ပေးပြီဆိုတော့လက်တော်တွေကပုံကြီးဖြက်ပစ်ဖို့ပဲကြံတော့စပွဲပေါ်ကလင်းတဘိုးမျိုးစားနဲ့ရောင်လက်တော်အစုံလေးကိုဖွင့်လိုက်ဘာဝါခလုတ်ကိုနှိပ်ဟာလက်တော်ရုံဟောပြီပါမှာအေးတီလာမျိုးကိုလုံးကြီးလောင်းပုံကြီးမျက်လုံးတွေကပွင့်တော့ပိတ်တော့ညနေကကျွန်တော်ခံစားခဲ့ရတယ်
သူ့ကိုဓာတ်ပုံမရိုက်ဘူးအသက်နာခံတဲ့အကြည့်တွေနဲ့ပေါ့ကျွန်တော်လက်တော့စကရင်ကိုချက်ချင်းပိတ်ချလိုက်ပြီးတော့မီးအောင်ပြပြနင်းနေတဲ့မောင်းလန်ဂိတ်စီကိုပြေးထွက်တယ်ပလက်ကလေးထိုင်ပေါ်မှာမေးနေတဲ့ကင်းဆောင်ရဲသားအမောင်လင်းကနေထွက်လာတယ်ကျွန်တော်ကိုမြင်တော့သူ့တနက်ကိုကမန်းကနန်းကောက်ဆွဲလိုက်မောင်မျိုးငါပါပိုင်စဟောကိုပိုင်စဘလို့ဖြစ်တာတော့ကျုပ်ကခမရအိတ်နေပြီမှတ်ငါတယောက်သားမောင်မျိုးကအညာလေးတန်းနဲ့ပြောရင်ပလက်ကလေးထိုင်လွတ်တခုကိုကျွန်တော်ပဲရွှေ့ပြီးအေးကွာအိတ်မပြောရနဲ့မင်းတို့ခိတ်ပဲစကားလေးပါလေးပြောဖို့ထွက်လာညာပိုင်းကတော့ဘူကြီးကဂိတ်ကိုလာသေးတယ်ခမရအခန်းကမီးပိတ်ထားတော့အိတ်နေတဲ့ထွင်ပြီးသူမလာတော့တာဗျအေးကွာမင်းမစိတ်လိုက်ချီငါတလိမ့်တော့ဖားကြမ်းမဲရှိတယ်ဂိတ်ထဲမှာကျွန်တော်သွားယူပေးမယ်ပလက်ကလေးတိုင်းမှာခေါင်းတင်ပြီးမျက်လုံးလေးမှီးထားလိုက်ဘာကိစ္စအဲ့ဒီပုံကြီးကကျွန်တော်လက်တော့ရဟောဖေးပါရောက်နေရညကမူးမူးနဲ့ပုံလေးကိုကုထဲရင်ကျွန်တော်ရှောက်နေမိရကနေဖြစ်သွားတာဟေးကိုပိုင်စခမရလွိုင်ကောကစော်ပင့်ထားတာလားကျွန်တော်မျက်လုံးဖွင့်ကြည့်လိုက်တော့မောင်မျိုးကစေးဘောလေးကိုကမ်းပြီးမျက်နှာကဆက်ဖြီးဖြီးဘာလဲကွမင်းဟာကငါကဘဲကစော်ကိုခေါ်ရမှာမပလီစားပါနဲ့ဗျာခုနကဆေးဘောလေးယူရင်စာပြေးရုံးပဲမီးလင်းနေလို့ကြည့်လိုက်ခမရအခန်းပြင်းပေါင်မှာအင်ဂျီနဲ့ဆော်လေးတွေကိုတေချာမြင်လိုက်ပါတယ်ကိစ္စဗီယာနဲ့ကောင်မလေးကိုတယောက်တည်းထားခဲ့ရလားဟိုခမရမယ်ကြောက်နေရှာမယ်ကျွန်တော်လန်နဲ့ကြမတ်တက်ရက်ပြီးရုံးဟောင်းကြီးကအခန်းစီကိုလှမ်းကြည့်လိုက်တော့မလေးရှားဘရောက်ပင်ဟိုကြီးတွေကြာဟောင်းနှံ့နေတဲ့တက်သားအဆောင်ရဲ့အခြေရင်ဘက်မှာဝါဖြော့ဖြော့မီးအောင်လင်းနေတယ်ကျွန်တော်အခန်းကျွန်တော်တေချာကြည့်ပြီမယ်ပြင်းပေါင်မှာဘယ်သူမှမတွေ့ဘူးမောင်မျိုးကတော့ပလက်ကလေးထိုင်ပေါ်ပြန်ထိုင်ကျွန်တော်ကိုမချို့မချင်အကြည့်နဲ့ကြည့်ဟဲ့ကောင်ငါတကယ်ပြောတာဘယ်စော်မှခေါ်မထားဘူးပေါ့အေးနေလေကတော့ဟိုလူတက်မှုမှာငါတက်ပုံသွားရိုက်ပေးထားရင်ခွဲယုံကနေအဲ့ဒီစော်ပါလာတာနေမှာပေါ့ဟာဟဲ့လူခမရမနှောင်းနဲ့ဗျကျုံညညဆိုတယောက်လေးကင်းဆောင်ရငကိုကလေးကခမရနေတဲ့ရုံဟောင်းကြီးကတရေ6နဲ့နာမည်ကြီးနေတာကိုကျွန်တော်ပလက်ကလေးထိုင်ပေါ်မှာထိုင်ချလိုက်စိတ်တွေကပိုပြီးနောက်ကြီးရှုပ်ထွေးခုနမောင်မျိုးကိုပြောသလိုဒီကောင်မကြီးကကျွန်တော်တော့လိုက်လာရအောင်သူနဲ့ကျွန်တော်တခါမှမသိခဲ့ကြဘူးသူ့ကိုတည်သွားမှကျွန်တော်ကမြင်ဘူးဟုတ်တယ်မအသက်ရှင်နေမှာကျွန်တော်ဆိုတာဘယ်သူမှတော့သိမှာမဟုတ်ဒါနဲ့မြန်သူကဘာကိစ္စကျွန်တော်တော့လိုက်လာသူ့ရဲ့ဝက်လက်စလက်ပုံကိုမြန်တက်ပုံရယူလိုက်လို့အဲ့ဒါကြောင့်သူလိုက်လာကျွန်တော်မျက်လုံးတွေကိုမိတ်ထားလိုက်မနေ့ကတက်ပုံတွေအားလုံးစကမ်းမှုကိုပေးလိုက်ပြီးဒါတွေအားလုံးဆုံးသက်သွားမှာပါအေးဒီလာမျိုးကြီးအာယုံလာမနောက်ပါတော့နဲ့ကွာ